Hello 皆さんこんにちはဒီနေ့ကတော့စာမျက်နှာရှိမှရှိတဲ့ဒီဥစုလိတဲ့ခိကန်ရောရင်းနဲ့ပတ်သက်ပြီးတော့ကျန်တဲ့စာပိုက်ကိုရှင်းပြမှာဖြစ်ပါတယ်မူရှိယခမီနောခေရှိယနောယောနိခတခုနိုင်ဥဆိုဝခုချိနောနာခာယနိုးတုန်နိခိစုကဒေခိရုခုတဝနိုင်နိုတဲ့ဥစုလိတဲ့ခိကန်ရောရင်းရောင်းတဲ့ဝအာရီမဆန်ဒီမူရှိပိုးမွားတွေတို့ဆက်ပင်မွေးတွေပေါ့နော်နောက်တစ်ခုကကျတော့ရှိရင်စာရွက်စက်ကိုပိုင်းစားတွေအဲ့လိုမျိုးမာကြောတဲ့အရာမဟုတ်တဲ့အီဘူးစုတွေကဒီပါဇက်ထဲမှာလေချောင်းမှာဆိုလို့ရှိရင်ဒဏ်ရာရတာမဟုတ်တဲ့အတွက်ကြောင့်သူတို့ကိုဘူးစုလစ်တဲ့ခိကန်ရောအင်းလို့မခေါ်ဘူးပေါ့နော်ဘူးစုလစ်ဒီမာကြောအရာဝတ္ထုတွေကြောင့်ဖြစ်တဲ့ဒီဘေးအနေရှိတဲ့အကြောင်းရင်းမဟုတ်ဘူးเนาะဘူးစုလစ်တဲ့ခိကန်ရောရင်မဟုတ်ဘူးသူတို့ကရှိကရှိဒါပေမဲ့ခွန်လို့ရောတာအဲ့လိုမျိုးဤဘူးစုရာဝတ္ထုပစ္စည်းတွေ height တွေဤတို့တော့ပေါဝင်နေမယ်ဆိုလို့ရှိရင်ねဖူခဲဆွတဲ့မတန်ရှင်းပြီးတော့ဖူအေးစိနာရှော့ကူရင်တို့အမှုရမတန်ရှင်းတဲ့ပစ္စည်းစားတော့ကုန်ပစ္စည်းလို့ထင်ခံရပြီးတော့တဲ့ခုကြောဒီcomplaint တက်ခံရတာပေါ့နော် crime မှု complaint တက်ခံရတာတွေနောက်တစ်ခုကကျတော့handbin ပစ္စည်းပြန်ပို့ခံရတာတွေနီစနာဂါလီဒီပြန်ပို့ခံရတာတွေဖြစ်နိုင်နေပေါ့နော်မူရှိယခမီနောခေရှိရနောယောနာခတခုနာဣပုစုမှုပုံမွားတွေစပင်မွေးတွေပေါ့နော်ဒီစာရွက်ဆက်ကိုအပိုင်းစားလို့မျိုးမှာကြောတဲ့အရာမဟုတ်တဲ့ဣပုစုတွေကလည်းပဲရှော့ကိုရင်းနိဟိုင်းယာနိုင်ယောနိရှိနာခဲတယ်ပါဣခေမဆန်ဒီယာတွေကလည်းသတ္တကုံပစ္စည်းတွေမှာမပါဝင်အောင်ခယူဆိုင်ရမယ်ပေါ့နော်နောက်တစ်ခုကကြောခိုးရှိစုဣပုစုတေမိုခိုးရှိစုဣပုစုတေဝနိုင်ဣပုစုတေမိုဒီမှာကြောတဲ့အရာဝတ္ထုပစ္စည်းတွေပဲဖြစ်ဖြစ်မှာကြောတဲ့အရာဝတ္ထုမဟုတ်တဲ့ပစ္စည်းတွေပဲဖြစ်ဖြစ် height တွေဤလိုခို့တော့ဒီပါဝင်နေမယ်ဆိုလို့ပါဝင်နေတာတွေဟက်ခန်စတာတိုခီဝပါဝင်နေတယ်ရောနပါဝင်နေတာကိုတွေ့တဲ့အချိန်မှာဆိုလို့ရှိရင်စုကုနိချက်ချင်းပဲစပြောအိုတိုမက်တဲ့လုပ်ငန်းကိုရပ်ပြီးတော့ကျတော့ဆက်ခီနင်းရှာတာဝန်ရှိတဲ့သူဒီမှာဟိုခိုကိုရှိမှာ report တင်ရမယ်ဤပူဆိုကဒီပစ္စည်းရာဝတ္ထုပစ္စည်းတွေကပေါ့နော်ခိကန်ရောအင်းနီနာရုတေခိနာရုဒါခဲတဲ့ဝအာရီမဆန်ဒီဘေးနဲ့ဖြစ်စီတဲ့အကြောင်းရင်းနေတဲ့မဟုတ်ပါဘူးနဲ့ခိုင်းရှာတော့ရှင်ရောမှုဒီကုမ္ပဏီရဲ့ရှင်ရောမှုယုံကြည်မှုကိုလည်းဟိုတို့ရှိတဲ့ရှိမိုင်းမဲ့ယုံကြည်မှုတွေလည်းကြာဆင်းသွားမှာဖြစ်ပါတယ်တဲ့